သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တော်သရင်လ12ရက်2019ခုနှစ်ဩဂုတ်လ30ရက်တောက်ကြနေ့မန္တလေးတိုင်းဒေသကြီးပြုံးလင့်ခရိုင်ပြုံးလင့်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်ဝါရင်ကလာဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌ကွယ်လွန်သူဖခင်ကြီးဥတ္တမောင်ရွှေဆိုင်တန်းနှင့်ဥနေဝင်းငကားမင်းပုံနှိပ်တိုက်တို့အားရည်စူး၍မန္တလေးမြို့တော်တောင်းရွှေဆိုင်တန်းသမီးဥမမောင်ထွေးတော်ဝေမြင့်ရွှေဝုံမှုမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမထေရမြတ်တို့၏အမတ်တရားစကားများအပိုင်း155တရားဒေသနာတော်ဒီနေ့ညတန်ကိစ္စမထေရမြတ်ရဲ့အမတ်တရားစကားကိုနိုင်မှတ်သားကြမှာဖြစ်တယ်ဒီမထေရမြတ်ဟာကိုရင်ဘဝကလေးကထူးချွန်ထမြက်တဲ့ပုဂ္ဂိုလ်တူဖြစ်တယ်သို့သောသူ့ရဲ့ဘဝဟာတမန်အနည်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့လောကီမျက်စိနဲ့ကြည့်မယ်ဆိုရင်တော့ကံမကောင်းတဲ့ပုဂ္ဂိုလ်လို့ပြောလောကုတ္တရာမျက်စိနဲ့ကြည့်ရင်တော့ယန္တပုဂ္ဂိုလ်ဆိုတော့ကံမကောင်းမှုလို့ပြောလို့မရဘဝဆိုတာလူဘဝရတိုင်းလည်းအစဉ်ပြေခြင်းမှပြေတယ်ဘဝရဲ့အကျိုးပေးလို့ပြောမှာတိချာဘာလုပ်ခဲ့လို့ဒီလိုဖြစ်ရတယ်လဲလို့တိချာပြုခဲ့တဲ့အတိတ်ကတစ်ခုကိုထောက်ပြဖို့ရတော့နေရာတိုင်းမှာမဖြစ်နိုင်ဘူးပေါ့နော်သို့တော့ပြောနိုင်တာက9နှစ်အရွယ်ကိုရင်လေးဘဝမှာယန္တာဖြစ်သွားတာတော့ဒါထူးခြားတယ်လို့ပဲပြောရမယ်သို့တော့ဘဝမှာအကျိုးပေးမကောင်းဘူးအကျိုးပေးမကောင်းတဲ့ပုဂ္ဂိုလ်လို့ပြောရမယ်သူရဲ့မိခင်ဟာသူကိုယ်ဝန်ဆောင်အရင်မှာဖြစ်တဲ့မွေးဖွားကနေမှာယောဂတစ်ခုကြောင့်ရုတ်တရက်ကွယ်လွန်အိဆာရောက်သွားတယ်အဲ့တော့သူကံပဲကောင်းနိုင်စရာရှိမှာနော်မိခင်လုပ်တဲ့ပုဂ္ဂိုလ်ကမမွေးဖွားခင်သူမမွေးဖွားခင်လေးမှာကွယ်လွန်အိဆာရောက်သွားတယ်ရောက်တော့တဲ့အခါထုံးစံအတိုင်းမိတချို့လည်းပေါ့မိတချို့တဲ့အခါမှာတခြားတွေလောင်သွားပြီးတော့တဲ့အိမ်ကိုမီးမလောင်လို့တဇူဝါတွေနဲ့ထိုးပြီးတော့မိဘုံနဲ့ထပ်ထည့်ကြတယ်အဲ့လိုတဇူဝါတွေနဲ့ထိုးပြီးမိဘုံနဲ့ထပ်ထည့်ပြီးမဲ့တော့ကိုယ်ထဲမှာရှိတဲ့ကလေးလေးဟာသိမသွားဘူးနောက်တည့်နဲ့ရောက်တဲ့အခါကျတော့လူတွေကဒီလိုပဲမီးရှို့ပြီးတော့ပြစ်ခဲ့ပြီးနောက်တည့်နဲ့မှာမိငိမ့်မှုသွားကြတဲ့အခါမှာမိဘုံထက်မှာကလေးလေးအသက်ရှင်ရတွေ့နေတယ်ဒါထူးခြားချက်တစ်ခုပေါ့နော်အဲ့ဒါကြတော့ဘာကြောင့်အဲ့လိုဖြစ်ရတော့ဆိုပစ္စည်းမဘဝိကလို့ခေါ်တယ်သူတို့ရဲ့မွေးဖွားခြင်းဟာဒီဘဝနောက်ဆုံးမွေးဖွားခြင်းဖြစ်တယ်ပေါ့ပစ္စည်းမဘဝိကတရားဝါတွေဟာတောင်နဲ့ဖိသတ်တောင်သိဆုံးခြင်းမရှိဘူးဆိုသူတို့ရဲ့ရှင်ထဲမှာရှိတဲ့အရတ္တမေရတ္တဖို့ကိုရရှိနိုင်တဲ့ကုသိုလ်မျိုးစေ့ကဘလို့တတ်လို့မှမသေးအောင်ဖန်တီးပေးထားတယ်ကာဝယ်ဆောက်ရှောက်ထားတယ်ဒါတော့တော်ထူးခြားတာပေါ့တကယ်ကတော့သေဖို့ပဲတမန်ပုဂ္ဂိုလ်တွေပဲဒီလောက်ခံမလဲဘာကုလအလောင်းဆိုလို့ရှိရင်ငါးကပြိုသွားတာငါတဲ့မှာဟိုးအဝေးကြီးထီအောင်ပါသွားပြီခင်းကမြေအောက်ခြေမှာသွားပြီပိုက်ထဲတိုးမိလို့ဖမ်းအဲ့ဒီမှာခါတိုင်းဆိုရင်တတိကတော်ကြီးကငါးကိုဘယ်တော့မှသူကိုယ်တိုင်မကင်ဘူးဒီနေ့မှထူးထူးခြားခြားအဲ့ဒီငါးကို
သူကိုယ်တိုင်ခွဲခြင်းစိတ်ပေါက်တဲ့အခါမှာဝမ်းပိုက်ကိုခွဲလိုက်တာခါတိုင်းလို့ဆိုများလှိဖြတ်လိုက်မယ်ဆိုရင်ပြောဝန်းစရာမရှိဘူးပေါ့နော်ငါးပိုက်ဖွင့်လိုက်တဲ့အခါမှာကလေးလေးသွားတွေ့တာအသက်ရှင်ရဲ့ရှင်ဘာကုလအဲ့ဒီမှာလည်းပဲပစ္စည်းမပဝိကဆိုတာဘယ်တော့မှယဟန္တာမဖြစ်ဖဲတရားဥတရားမြတ်ရပဲအရပဲနဲ့သိဆုံးရထုံးတာမရှိဘူးတဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့ကံကြမ္မာဆိုတာကိုအစဗျာဟောပြောထောက်ပြထားတာမရှိဘူးဘဝရဲ့အကျိုးပေးဘဝရဲ့ကြီးစားမှုလို့ပဲပြောအောင်မှာပဲဖြစ်တယ်ဒီတမဏေငယ်လေးဟာဒီတန်ကိစ္စဟာမိခင်ရဲ့ဝမ်းထဲမှာပဲမိရှိုးတာကိုခံခဲ့ရပြီးမသေးဆုံးမဲ့နောက်တည့်ရက်မနေ့မှာသားအိမ်ကိုတော့မိလောင်ကျွမ်းသွားပြီးကလေးလေးကဒီမိရိပ်နေတဲ့ထင်းမုံထဲမှာဒီတိုင်းပဲရှိနေအဲ့တော့တော့အံ့ဩရပြီးအံ့ဩလဲအံ့ဩတယ်တုန်လှုပ်လဲတုန်လှုပ်တယ်ခဏခေတ်ဆိုရင်တော့အိမ်ပြန်ခေါ်ခြင်းမခေါ်မယ်အယူဟာရှိကြတာတင်းញိုင်းပြန်ကလေးဖြစ်နေတော့အိမ်ခေါ်ခြင်းမဟုတ်ဘူးအမင်္ဂလာလို့ထင်ကြမှာအဲ့ဒီခေတ်ကလူတွေကလည်းသူ့ကိုအိမ်ပြန်ခေါ်ရတော့လဲစိတ်ထဲမှာစနိုးစနောင်ရှိတယ်ဒါကြောင့်မို့ဖေရင်ဆရာမေးလိုက်သေးတာသူတို့ဒီကလေးလေးကဒီလိုကြုံနေသူ့ကိုအိမ်မှာမွေးထားရင်ဘယ်လိုဖြစ်နိုင်တုံးဆိုဖေရင်ဆရာဘယ်လိုဟောတော့ဆိုဒီကလေးလေးဟာလူ့ဘဝမှာနေမယ်ဆိုရင်လာမဲ့ဆွေမျိုး80လုံးအတိဒုက္ခရောက်ကြလိမ့်မယ်တဲ့ဆိုကံမကောင်းမှုလို့ပြောတာပဲထားတယ်နော်ဒုက္ခရောက်မယ်ဒီကလေးလေးမွေးထားလို့ရှင်သူ့ရဲ့မျိုးဆက်တွေဟာ80တိုင်အောင်ဒုက္ခရောက်ဘာအကုသိုလ်လုပ်ခဲ့လို့ဒီလိုဖြစ်ရတာလဲဆိုတာတော့အကြောင်းဟောပြထားတာမရှိဘူးသို့တော့သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ပြုတ်လိုက်မယ်ဆိုရင်တပြည့်ပရိသတ်အချမ်းရ900ထိအောင်ပေါ်ထွန်းလိုက်မယ်တဲ့အဲ့တော့မွေးတဲ့ပုဂ္ဂိုလ်တွေကအာတာဆိုလို့ရှိရင်ဝေးမယ်ဝေးပြီးတဲ့အခါမှာကိုရင်ဝတ်ပေးလိုက်မယ်ပေါ့ဆိုပြီးတော့သူတို့ကရှင်သာရိပုတ္တရာကိုကိုးခွေတဲ့မိသားစုဆိုတော့လေဒီကလေးလေးကိုမွေးထားတယ်အသက်အရွယ်ရောက်သည့်ထီအောင်9နှစ်အရွယ်ရောက်သည့်ထီအောင်သူတို့ကျွေးမွေးဆောက်ရှုပ်ထားကြသို့တော့ပြောမယ်ဆိုလို့ရှိရင်လောကီအနေနဲ့ချင်းအမင်္ဂလာကောင်းလေးလို့ပြောရမှာပေါ့နော်သင်္ချိုင်းပြန်လေးအမင်္ဂလာကောင်းလေးအဲ့ဒီမှာသူ့မှာဘာဒဏ်ရာလေးရှိတော့ဆိုသားအိမ်ကိုမီးရှို့ဖို့တစူးဝါးတွေနဲ့ထိုးတဲ့အခါမှာဒီမျက်လုံးလေးနော်မျက်တောင်လေးမျက်လုံးရဲ့မျက်ထောင်လေးမှာတစူးဝါးထိုးမိထားတဲ့ဒဏ်ရာလေးရှိတယ်ထိုးမိထားတဲ့ဒဏ်ရာလေးအဲ့ဒီဒဏ်ရာလေးကအထင်ရှားရှိလို့တစူးဝါးကိုသင်္ကုလို့ပါဠိလိုခေါ်တယ်သင်္ကုဆိုတဲ့တစူးဝါးနဲ့ထိုးထားလို့မျက်စိတောင်ကလေးမှာဒဏ်ရာဖြစ်နေတာကိုအကြောင်းပြုပြီးတော့သင်္ကုဣတဆိုတဲ့စကားလုံးကိုပေါင်းလိုက်ပြီးတော့တန်ခိစ္ဆာလို့တာဝါမှုကိုစာလုံးဖြစ်ပြောင်းတယ်သင်္ကုကဥကိုဖြောက်ပြီးတော့ဣနဲ့တွဲလိုက်တဲ့အခါတန်ခိတတာကိုစားလောက်လိုက်တဲ့အခါတန်ကိစ္ဆာဆိုတဲ့ဒီနာမည်လေးကိုပေးလိုက်ကြတယ်မျက်လုံးမှာတစူးဝါထိုးထားတဲ့ဓာတ်ရလေးပါလို့သူ့ကိုတန်ကိစ္ဆာလို့ဒီလိုနာမည်ပေးတာရှင်သာရိပုတ္တရာစီအနံလိုက်တဲ့အခါမှာရှင်သာရိပုတ္တရာကကိုရင်ဝတ်ပြီးဉာဏ်ပညာအလွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ကံကြမ္မာကတော့ဆိုးဝါးတယ်သို့တော့ဉာဏ်ပညာအလွန်ထက်မြက်သည့်အတွက်ကြောင့်ဆံချပြီးတော့ပြီးဆုံးတာနဲ့ပဲသူကယဟန္တာဖြစ်သွားတယ်။ဘာကြောင့်ယဟန္တာဖြစ်တုံးလို့ဆိုတာဒီတိုင်းဆံချတာမဟုတ်ဘူးရှေးခေတ်ကဆံချမယ်ဆိုရင်ကာကတတတိကမ္မထံပွားနည်းကိုသင်ပေးတယ်
Sami Muini Chithan Dwa Ayesura, Ayum Biro Kanagoye Medite Muri Tarego Senye Shuma Kaibi, Kauye Bira Kauye Lu Gomo Jala, Sami Niri Chi and Biro Tamari Swari Debiro Yana Psatara Alauti Shinega Adinya Temiani and Sulu. Tamabuguri ni nero Sinda look Biala or Miano Nepo, no? Alo Yana Pitoro, Kui Moamawe, Tucha Temiade, Tamanijo, Kui Morit Upila, Condene Caliboa, Shit. Radusa Langale, the Twin Lotaria, the Kamagabu, Kui Pilla de Kamaleve. Jano about those to go in more. Jana Pibir now, Shandaribo Dry Tama. Pusu be neat I chain. Jano about those ha. Susana de Anase weed, Nauti Muane, Languare. Dear the Kudavi, dear Atojame, Warangalam. Yes, of Yahu Dabido. Gross out Tareka, yes, of Yaga. Taribudurasi wing Garolaja owned Malite. Yes, of Yaga, Papsi may so that shooting Tito Moody. Tajamu Pueno Mabiolaifu Taribudurasi, thought Twilaja own a Johnson, Lodishi, Elu. Shindaribudra who drew Yolaideka. Eri Yahan Tonseha, Kimetrakin, Shindaribudurasi, Topi. Kroja. Shendaribo Draga, Yasavia Luta, a John Shilu Velu, Senda Lido. The war pop be that channel. Eri Gurori Nezagasmi Biobi Guru Tangisa Dabnilia Nana Mashi Tikaligu Gurune to we are with Lofu Kotobala Suro. Shimiare, Kalili, Tuta on it, Viro, Chaunya Sai, the Yama, Makoroba. Yinyar Kororuga Chaunya Sayama, Mobu Kororu Tuka, Tuga Chaunya Sayama Chite Tumabalo, Machifu, Koda Doan. So we dequinly tell it. Kali, Konani, you tell it. Here and a Joma Surago, Chutimiro TV Telaja. Tane Queen Leva called Vido Kitataja. Queen Leva Yahanda, Duro Burus and Machidi. Lama absent Chimens. Tiglibos are laid Rune to Balara, Turuma, Jonia Psisi, Apsite, Lutin, the more, the Queen Lady, Mama Jonia Sasa, Low. Susan de Anase, Quawi, Key, Tobido. Teatro Tendore near the cook. Any the town she that you are the Yoya and Nima. You are the Yozaria, the Tradia Gauyan. Eri Yanigu. Through your need to Madrin, the balls of your shelter. Janori Harima was a canchavi teatro jammo. You are the Yozaria, Johnny, South Bay Peter. Yahani, Trindo Mudia, Lady Look baby. Swan can join there, come a swan gone, we always are so happy. Erelu Nita Yayinga. Teto Ariana, Yan Tonse, Teato Nide Yan Tonse. Urego, Yuarego Son and Doa. Bianjaro, ye she and Niama. She needed near the Domiano near you, Domo, ye she and near you, some for major. Some for Videka, I'd lang a biro. Kido Ludion that was so young. Kido Ludio so no Yanega, the Gorega, Beta, Karuna, Chimare, Bokuriso.
ဒီလူဟာဘာမှမစားသေးဘူးခရီးသွားရိတ်ခါလည်းမပါဘူးစားလေရှာမှာပဲဆိုပြီးသူတို့စားတဲ့ထဲကနေပြီးတော့ဆွမ်းတဲ့ကနေစားနေရတန်းလန်းကနေပြီးတော့စားတဲ့တပိတ်ထဲကနေတဆုပ်စီဖဲ့ရွက်တွေခုခိုင်းပြီးအဲ့ဒီလူကိုဖဲ့ရွက်ထဲပြီးတော့ကဲဒီထမင်းလေးစားလိုက်အောင်လို့ဆိုပြီးတော့အဲ့ဒီတကားကိုထမင်းကျွေးကြတာရဟန်းတွေကလည်းဆွမ်းဖို့မေးနေတော့မယ်အဲ့လိုထမင်းကျွေးလိုက်တဲ့အခါမှာထမင်းစားရတော့သူကစဉ်းစားတယ်ငါပင်ပန်းမှန်လှုပ်စားရတာတောင်ဒီလိုထမင်းဟင်းမျိုးမစားရဘူးဒီကိုယ်တော်ဒီနေ့တထေးအိမ်ကပင့်နဲ့ဆုံးကောနဲ့တူတယ်အရသာကောင်းလိုက်တာဆိုပြီးယဟန်တွေကိုလျှောက်တယ်ရှင်ဘုရားတို့ဒီနေ့ဘယ်တထေးအိမ်ကဆုံးသာပင့်လို့ဒီဆုံးဟင်းတွေရတာတော့ဆိုမဟုတ်ပါဘူးတဲ့တို့ဆုံးခတ်နေကြအိမ်တွေကလောင်းတဲ့ဆုံးဟင်းဆုံးနေပါလို့ဆိုနေတိုင်းလောင်းတာတောင်ဒီလောက်ကောင်းနေတာပဲသူကလည်းအလုံးလုံးတာဘဝမှာအစင်မပြေလို့သမီးကြီးအိမ်ကနေရကနေပြီးသမီးငယ်တယောက်စီကိုသွားပြီးတော့ကတ်စားမလို့သွားတာကတ်စားမလို့သွားရင်ဒီလိုဆိုရင်သမီးစီသွားစားကြမလို့သမီးစီသွားတော့သမီးမျက်နှာကြည့်ရသေးတယ်လေအဲ့တော့ကြာရှည်ဆိုကြည်ကြမှာကြည်မှာမဟုတ်ဒါကြောင့်မို့ကဲဒီကိုရော်ဒီနာပဲအရှင်ဘုရားတို့အဲ့ဒါဆိုရင်တပည့်တော်ကြောင်းလိုက်ပြီးဝေယဝိဆလုပ်ပြရစေရှင်ဘုရားရဲ့ကပ္ပိယအရှင်ဘုရားတို့ရဲ့ကပ္ပိယအနေနဲ့တပည့်တော်လုပ်ပြရစေဆိုလိုက်သွားပြီဝေယဝိဆတွေကြာနနလုပ်တယုတတိလုပ်ရဟန်းနေကျွေးတဲ့ဆွမ်းလေးစားဟန်ကိုကြာလို့သူကအဲ့ဒါလိုနဲ့ပျော်ပိုက်ပြီးတော့နေတာလူဆိုတာဘလောက်ကောင်းကောင်းစားစားတန်ရောစင်ကမကင်ဘူးတော်လေးအကြာကောင်းစားရတဲ့အခါသမီးတွေမြန်နေမှကောင်းမမလားဆိုပြီးသမီးတွေနဲ့တွေ့ချင်တယ်သမီးတွေနဲ့တွေ့ချင်တော့ယဟန်တွေကိုပန်ကြားပြီးတော့မသွားဘူးဒီကပ္ပိယကသမီးလွန်တဲ့သူ့သူစွတ်ပြီးထွက်သွားတော့ကိုဖြတ်ပြီးတော့ခီးသွားတော့တောထဲမှာတပုံ900ကစောင့်နေတယ်ရှိတဲ့တောကိုဖြတ်လိုက်တာဖြတ်လိုက်တော့အဲ့တပုံ900သူ့ဖမ်းလိုက်တယ်ဖမ်းပြီးတော့ရှေးကထုံးစံလိုပဲသူတို့လုပ်ငန်းအောင်မြင်မှုရအတွက်လူကိုတတ်ပြီးတော့လက်ချောင်းတွေနဲ့ရေးပူစော်ဖို့စီစဉ်ထားတာလူအလားကိုစောင့်နေတာသူလားလိုက်တာနဲ့ဖမ်းပြီးတော့အဲ့ဒါရှိပူစော်မယ်ဟိုရှိတော့ကဒီလိုတပ်ပြီးရေးပူစော်တဲ့အလေးထားတွေဟာရှိတော့ခဏခေတ်တောင်မှပဲတချို့နေရာတွေမှာရှိနေတော့မယ်အဲ့လိုသူ့ကိုဖမ်းလိုက်တယ်ဖမ်းပြီးတော်ထဲမှာသူ့ကိုရေးပူစော်ဖို့တတ်ဖို့ဖြတ်ဖို့မိတွေဖိုးထားတာတွေ့တဲ့အခါမှာဒါဘာလုပ်ဖို့တော့ဆိုတော့သူ့ကိုပြောတယ်မင်းကိုတတ်ပြီးတော့ငါတို့ရေးပူစော်မှာလို့ဆိုတော့သိတော့ကြောက်လိုက်တာသူဒါကြောက်တယ်အဲ့တရားမှကြောက်တော့သူလွတ်ရလွတ်ကြောင်းစဉ်းစားတာထမင်းရှင်ကိုတော်တွေကိုတောင်းသူကခြေဆုမတင်နိုင်ဘူးဘာဖြစ်တော့ဆိုငါကဘုန်းကြီးကြောင့်ကတ်စားနေတဲ့တရောင်းစာတဲ့ငါတက်ပြီးတော့ရေးပူစော်လို့ရှိရင်ကျွန်ုပ်တက်ရေးပူစော်လို့ရှိရင်နတ်ကကြိုက်မှာမဟုတ်ဘူးတဲ့ဟိုတောရကျောင်းမှာယဟန်အပါ30ရှိတယ်တဲ့သူတို့ကဘယေဘဝကနေသင်္ကန်းဝေါ်လာတာတွေတထေးကြွယ်တွေကသင်္ကန်းဝေါ်လာတဲ့ကိုတော်တွေဖြစ်တယ်အဲ့ဒီကိုတော်တွေကိုတပ်ပြီးတော့ရေးပူဆိုတာကပိုကောင်းလိုက်မယ်ပေါ့နတ်ကပိုတော်ကြလိုက်မယ်ပေါ့သူကအောက်တန်းကြတဲ့ဘုန်းကြီးကျောင်းကတ်စားနေတဲ့လူဆိုနတ်ကသူနဲ့ရေးပူစော်မယ်ဆိုသိကျင်နေမှာမဟုတ်ဘူးလှက်ပတ်ပြီးပြောတဲ့အခါကျတော့အဲ့ဒါဆိုမင်းလိုက်ပြဆိုသူလိုက်ပြခေါ်ရောက်တဲ့အခါကျတော့ယဟန်တဘာမှမတွေ့ဘူး
ဘယ်တွေ့မလဲနေတဲ့အခါမှာဆိုရင်တောဟုတ်တယ်မှာကိုယ့်ဘက်ကိုတရားထုတ်နေကြတာကိုဒါပဲလို့ယဟန်နေစုဝေးရောက်ရှိလာအောင်သူကကပ္ပိယလောက်လာတာဆိုတော့သိတယ်လေအဲ့ဒီနားမှာထားတဲ့ခေါင်းလောင်းတစ်ခုထားထိုးလိုက်တယ်ခေါင်းလောင်းတီးတန့်ကြတော့ယဟန်နေကဂတိဝတ်ထားတယ်အကြောင်းကိစ္စရှိလို့ရှိရင်ဟောဒီခေါင်းလောင်းကိုထိုးကြဆိုခေါင်းလောင်းထိုးလိုက်တော့ကိုတို့တွေတရားထိုင်ရကနေအရှုံးရှုထွက်လာကြယဟန်30ဆုံးပြီးတော့ကပ္ပိယအပြင်တပုံတွေပါတွေ့ရတဲ့အခါဘာကိစ္စလဲလို့ဆိုပြီးတော့ယဟန်တစ်ပါးကိုတတ်ပြီးတော့ရစ်ပူဇော်ဖို့ရှင်ဘုရားတို့30တဲ့ကတစ်ပါးပေးပါအဲ့တော့ခေါင်းဆောင်လုပ်တဲ့အသက်ကြီးဆုံးမထေရကြီးအဲ့ဒါဆိုရင်ကြံတဲ့ကိုတော်တွေအေးစစ်စစ်တရားထုတ်ပါကိုတော်တို့စိတ်မပူကြနဲ့တပည့်တော်လိုက်သွားမယ်ကိုတော်တို့နေကြခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာအလုံးအတွက်ငဲညာတဲ့အနေနဲ့မထေရကြီးကလိုက်မယ်လို့ပြောအဲ့တော့ဒုတိယကိုတော်ကန့်ကွက်တယ်ဟာရှင်ဘုရားမလိုက်ပါနဲ့ရှင်ဘုရားမထေရကြီးသူလိုက်ပါမယ်နောက်ကိုတော်ကလည်းဟာသူပဲလိုက်ပါမယ်နဲ့ဆိုယဟန်30ဟာသူလိုက်မယ်နဲ့သေပြီကိုပဲသူပဲတွေးပါမယ်ဆိုပြီးနောက်ဆုံးကိုတော်လေးထီအောင်သူလိုက်ပါမယ်လို့ဆိုပြီးအဲ့လိုဖြစ်နေတဲ့အချိန်မှာကိုရင်လေးကလျှောက်တယ်အရှင်ဘုရားတို့တဲ့အေးစစ်စစ်တရားထုတ်တပည့်တော်ပဲလိုက်သွားမယ်ဟာကိုရင်လိုက်လို့ပဲဖြစ်မလဲကိုရင်ဆရာအပြစ်တင်မှာပေါ့ရှင်သာရိပုတ္တရာရဲ့အပြစ်တင်တာကိုသူတို့မခံနိုင်ဘူးဘယ်လိုမှရှင်းလို့မရမှာမဟုတ်ဘူးကိုရင်လေးထည့်လိုက်ရမလားလို့တော်ကြသူ့အပြစ်တင်ခံတော့ကိုရင်တော့ပဲဒီနေ့မှမထက်တာဆိုတော့တန်ကိစ္စတာမဏေကသူကယဟန္တာဆိုတော့လျှောက်တယ်အရှင်ဘုရားတို့တဲ့ဒီလူဘေးရန်အနေကြုံမှာကိုမြင်လို့တပည့်တော်ဆရာကတပည့်တော်ထက်လိုက်တာတဲ့ရှင်ဘုရားတို့အတွေးမလွဲကြနဲ့တပည့်တော်ကြည့်ပြီးတော့ရှင်းမယ်အရှင်ဘုရားတို့အေးချမ်းချမ်းတရားထုတ်ကြပါလို့ဆိုကိုယ်လေးလိုက်သွားကျန်တဲ့ကိုယ်တော်တွေပဲစိတ်ကောင်းမလဲမျက်ရည်တွေကြာလို့တရားလည်းအာမထုတ်နိုင်ဘူးကိုယ်လေးလိုက်သွားကလေးပဲရှိသေးတာမှားလိုက်သေးတယ်တကားတို့ကိုယ်လေးရှိဓာတ်တွေလက်နဲ့တွေမပြကြပါနဲ့ကလေးဆိုတော့ကြောက်ရှာလိုက်မယ်ပေါ့ရဟန္တာဖြစ်မှလည်းသူတို့သိမှာမဟုတ်ဘူးပေါ့ကလေးပဲလို့ထင်ကလေးမမြင်ပါစေနဲ့လို့မှားလိုက်ကြတယ်ဟိုရောက်တဲ့အခါကျတော့သူတို့ရစ်ပူဇော်ဖို့စီစဉ်နေအကုန်လုပ်ပြီးတပုံကောင်းဆောင်ကမလုပ်လဲဆိုသူကိုင်းတဲ့ဓာတ်နဲ့ကွင်လေးကအဲ့ဒီချိန်မှာတင်းမြင်ခွေထိုင်ပြီးတော့ဆံဝင်စားနေတာအဲ့ဒီချိန်မှာခေါင်းကိုဓာတ်နဲ့ခုတ်ဖြတ်လိုက်တာသူဓာတ်ဟာအလွန်မာပြီးအလွန်ထက်တဲ့ဓာတ်ကြီးကကွင်လေးကိုခုတ်တဲ့အခါမှာကြောက်တုံးနဲ့တွေ့သလိုဓာတ်ကြီးကလိမ့်သွားပြီးတော့ပျောက်ခွေသွားတယ်ထူးဆန်းအောင်ဖွယ်ဒီဖြစ်သွားတယ်ဒီလိုတစ်ခါမှမဖြစ်ဘူးလူတယောက်ကိုဓာတ်နဲ့ခုတ်တာခါတိုင်းဆိုတိကနေနေတဲ့ဟာဒီကွင်လေးခုတ်လိုက်မှဒီဓာတ်ကပျောက်ခွေသွားရတယ်ဆိုပြီးသူစဉ်းစားပြီးဒီကွင်လေးရဲ့စွန့်ရည်တတိကိုဓာတ်ကတောင်သိတယ်ငါလူဖြစ်ရဲ့တန်းနဲ့မသိပါလားလို့စိတ်ထဲမှာလဲကြောက်တယ်တန်ဝေကလည်းဖြစ်တယ်ပေါ့ဖြစ်တော့ဓာတ်ကိုပြစ်ချပြီးတော့ကွင်လေးကိုတောင်းပန်သူပြစ်မှားမိတာကိုတောင်းပန်ပြီးတော့သူဟာသင်္ကန်းဖို့ဆုံးဖြတ်လိုက်တယ်ဒီအလုပ်တွေကိုဆွန့်လွတ်လိုက်တော့မယ်သူနောက်လိုက်တွေမေးလိုက်တော့လဲနောက်လိုက်တွေကလည်းပဲဒီထူးဆန်းအံ့ဩဖွယ်အဖြစ်ဆိုဘယ်ခါမှမကြုံဘူးသူတို့ဒီလိုထူးခြားတဲ့အဖြစ်ကိုကြုံရတဲ့အခါမှာအားလုံးဟာကွင်လေးရှိမှအားလုံးဒူးတုပ်ပြီးတော့သူတို့ရဲ့ပြမှားမှုတွေကိုခြေပြအောင်ကြော့ပြီးသူတို့ကိုကိုရင်ဝတ်ပေးဖို့တောင်းပန်ကြတယ်အဲ့ဒီအချိန်မှာ
ကိုင်းလေးကသူတို့ကောင်းမှရှိတဲ့စတုံးနေပေါ့ရှေးတော့ကတော့ဆန်းရှေးကိုတော်တွေနေမှာပေါ့နော်လူတော်ထဲမှာနေတဲ့သဘုံတွေစပင်းတွေကိုသူတို့ပါတဲ့ဓာတ်နဲ့ဖြတ်ပြီးတဲ့အခါမှာဝတ်လာတဲ့အဝတ်တွေကိုအဖြူရောင်အဝတ်တွေကိုသင်္ကန်းရောင်ဆိုးသက်ခောက်တွေကျိုးပြီးဆိုးပြီးတဲ့အခါမှာကိုရင်ကြီးတွေဝတ်ပေးလိုက်တယ်ကိုရင်ကြီးဝတ်ပေးပြီးတော့ဒီသဘုံ900သူ့နောက်ကနေခေါ်ပြီးတော့ခုနကတရားထုတ်နေတဲ့ရန်30ကိုတွားရောက်ကြောနှုတ်ဆက်ပြီးမှတာဝတိကိုပြန်မယ်လို့ဆိုပြီးဝင်ပြီးတော့ကြောတယ်ကြောတဲ့အခါမှာကွင်လေးရဲ့စွန့်ရည်တတိနဲ့ဒုက္ခပေးမဲ့သဘုံတွေအလုံးဟာကိုရင်နေဖြစ်ကုန်ကြတာကိုကြီးပြီးတော့ယဟန်တွေဟာအဲ့ကြမှာဝမ်းသာနိုင်ကြတယ်ပေါ့နော်တရားအမထုတ်နိုင်တဲ့အခြေအနေတစ်ခုဟာကိုရင်လေးလည်းမသေးဘူးသဘုံတွေလည်းကိုရင်ဝတ်သွားတယ်ဆိုတာကိုသိလေရတော့အလုံးကဝမ်းသာအားရဖြစ်ပြီးတရားဓမ္မအထုတ်တန်ခိစ္စတာဝတိကအရှင်ဘုရားတို့တပည့်တော်ဥပိ္ပဇေဆရာစီပြန်မမယ်ဒီကိစ္စတွေပြီးတော့သူတို့ကိုလည်းအဲ့ဒီခေါ်တော်မှာဖြစ်တယ်ရှင်ဘုရားတို့တရားပြရအောင်ကြိုးစားအထောက်ကြပါလို့ကတော့နှုတ်ဆက်ပြီးတော့ပြန်သွားတယ်ဟိုရောက်တဲ့အခါဘုရားစီရောက်တဲ့အခါကျတော့မှသူတို့ယဟန်ခံပေးလိုက်တယ်ဟောသူတပည့်တွေသူတို့ကလည်းအလုံးယဟန္တာဖြစ်သွားကြတယ်ပေါ့တပည့်900အဲ့ဒီတန်ခိစ္စမထေရဆိုတာဒီဘာသာတရားဘက်မှာတရားဥတရားပြဘက်မှာ9နှစ်အရွယ်ကလေးကထူးခြားထက်မြက်တဲ့ဇာန်ပိညင်နေရပြီးတော့အလွန်တကူကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ပေါ့နော်သို့တော့ဘဝရတဲ့အခါမှာကံကောင်းတာကံဆိုးမှုမောင်ကြပြီးတော့ဘိက္ခရဲ့ဝမ်းထဲမှာလူမဖြစ်ခင်မိရှုခံရတယ်ဒီလိုဘဝမျိုးဟာရလာသို့သောသူ့ရဲ့တရားအသိကိုသိဖို့ထောက်ကူပြုလိုက်တဲ့ကုသကံရဲ့အရှိန်ကတော့အလွန်ကြီးမားတယ်လို့ပြောဒါဘဝရဲ့ချီးဆယ်မှုလို့ခေါ်တာလူတိုင်းဟာဘဝရလာလို့ရှိရင်အစမပြေတာမျိုးတွေကြုံတွေ့နိုင်တယ်အနေထားတစ်ခုကြုံတွေ့နိုင်တယ်ပေါ့ဘဝဘေးဒုက္ခလို့ခေါ်မှာပေါ့ဘဝရလာလို့ရှိရင်ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်မဖြစ်ချင်တာတွေမဖြစ်တာတွေပဲများတယ်အဲ့ဒါလို့ ਨੇ တန်ခိစ္စသာမဏေဟာအသက်အရွယ်ရလာတဲ့အခါမှာသူယဟန်ဘဝရောက်တော့သူတပည့်ယဟန်900နဲ့အတူတကွနေထိုင်တယ်ကျောင်းတစ်ကျောင်းမှာတန်ဃာတွေအများနဲ့နေထိုင်တဲ့အခါမှာလူအများဆိုတာပါဇက်ပေါက်တွေများသည့်အတွက်ကြောင့်စကားတွေလည်းများတတ်တယ်ပေါ့ထုံးတယ်အဲ့လိုစကားတွေများပြောကြဆိုကြတာတွေကိုယန္တာပုဂ္ဂိုလ်ဖြစ်တော့အဲ့ဒါလေးနဲ့အချိန်ကုန်တာမခံနိုင်ဘူးမခံနိုင်တော့သူတစ်ပါးတည်းတောရကျောင်းမှာသွားနေဖို့စိတ်ဆုံးဖြတ်ပြီးတော့တောရကျောင်းသွားမယ်ဆိုတာလုပ်တဲ့အချိန်မှာသူ့ကိုကြည်ညိုတဲ့ဥပဒကတယောက်ကသူတို့နေတဲ့နေရာမှာပဲတရင်သုံးနေထိုင်ဖို့ဆိုပြီးတော့ရှောက်တယ်အဲ့ဒီလျှောက်တဲ့စကားအရပြန်ပြီးတော့အဲ့ဒီဥပဒကကိုပြောဆိုတဲ့စကားတွေဟာသူ့ရဲ့အမှတ်တရစကားတွေပဲဖြစ်တယ်ပေါ့တန်ခိစ္စပထေမြတ်ရဲ့အမှတ်တရစကားအဲ့တော့ဥပဒကကတောရကျောင်းကိုမသွားဖို့တားတဲ့အနေနဲ့ကိဉ္တဝထောဝနိတာတဥစုခာနောစပဝုတိသူပြောလို့တဲ့အဓိပ္ပာယ်အသက်ရွယ်ကငယ်သေးတော့ချစ်ခင်မြတ်နိုးတဲ့စိတ်ဓာတ်နဲ့ခေါ်လိုက်တာတာတအဆိုတာတာတလို့ခေါ်တာငါသားလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်လိုက်တာနော်
တာတဆိုတဲ့အဓိပ္ပာယ်ကလူကလေးလို့ဘာသာပြန်ရမယ်အဓိပ္ပာယ်ပေါ့နော်လူကလေးလို့ဥပဒကကသူ့ရဲ့အသက်တော်ကြီးတော့ဒီအသက်ငယ်တဲ့ပုဂ္ဂိုလ်တွေကိုခေါ်တဲ့စကားနဲ့ခေါ်လိုက်တယ်ကိဉ္တဝတ္ထောဝနေတာတာလူကလေးတောတဲ့သွားလို့ဘာလို့မှာတော့နော်တောတဲ့သွားနေတာဘာအကျိုးရှိမှာတော့ဩစုဟာနောစပဝုတိသူသွားမဲ့နေရာကဩစုဟာနာလို့ခေါ်တဲ့တောင်တကြောမှာသွားနေမိုးရသည်မှာဩစုဟာနာဆိုတဲ့တောင်တကြောကလည်းပဲမိုးရည်စီးဆင်းလို့နော်6ကဘာတွေနဲ့သွားရေးလာရေးမလွယ်ကူဘူးဒါကြောင့်မို့အဲ့ဒီဩစုဟာနာဆိုတဲ့တောဟာမိုးရသည်မှာဆိုရင်နေလို့ထိုင်လို့လည်းမကောင်းဘူးဘာလို့သွားကျင်တာလဲအဲ့ဒီကိုမသွားပါနဲ့ဝေရမရမဏိယတေရွာနာနီးနီးမှာရှိတဲ့ဝေရမဆိုတဲ့အရာဟာတကယ်ပြောစရာကောင်းတဲ့နေရာတာယာတဲ့နေရာဖြစ်တယ်အဲ့တော့ဝေးတဲ့နေရာသွားစရာမလိုပါဘူးအနီးမှာပဲနေပါအနီးမှာနေရင်လည်းပဲတိတ်ဆိတ်ငြိမ်သက်ပါတယ်ပဝိဝေကောဟိစာယေနာကိုဘဝရဲ့အရေးကိုစဉ်းစားပြီးသမထဝိပဿနာတရားကိုအထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေဖို့လူသူတင်းစိတ်တဲ့ကင်းစိတ်တဲ့နေရာဟာအလွန်ဝေးမှမဟုတ်ပါဘူးလူသူကင်းစိတ်တဲ့နေရာဟာဒီနိဗ္ဗာန်မှာပဲရှိနိုင်ပါတယ်လို့လူသူကင်းစိတ်တဲ့နေရာမှာပဲနေပါလို့ဝေးလံတဲ့တောကြီးစီမသွားပါနဲ့လို့ဥပဒကကအဲ့လိုတားတဲ့အခါမှာအဲ့ဒီဥပဒကကိုပြန်ပြောတဲ့စကားပေါ့ယထာအပ္ပနိဝေရံဘောဝါတောနုဒတိပဝုတိတေညာမေအဘိကိရန္တိဝိဝေကပฏิတေညုတာသူတော်တဲ့သွားခြင်းနဲ့စိတ်ဆန္ဒဝေရမလေးဆိုတာတောင်ကတိုက်လိုက်မြောက်ကတိုက်လိုက်နဲ့တစ်ချက်ဆောင်းကန်ပြီးတော့တိုက်တဲ့လေမျိုးတွေပေါ့နော်ဒီနေရာမှာအဲ့ဒီဝေရမလေးတွေကောင်းကင်မှာတိုက်လာပြီဆိုရင်တိမ်တိုက်တွေဟာလွင့်ပြန်ကုန်ကြတယ်ဝေရမလေးကတိမ်တိုက်တွေကိုမိုးရသည်မှာတိုက်လွှင့်လိုက်တယ်လို့ပဲတောထဲသွားခြင်းနဲ့သူ့ရဲ့ဒီတိတ်ဆိတ်တောရကြောင်းမှာနေခြင်းနဲ့သူ့ရဲ့အတွေးတွေအမှတ်တင်ညာတွေဟာလည်းပဲသူ့ကိုဆွဲဆောင်နေပါတယ်မသွားပဲမနေနိုင်ဘူးပေါ့အဲ့ဒီကိုသွားဖို့သူဟာစိတ်ဆုံးဖြတ်ထားတယ်ပေါ့အပန္တရောအန္ဓတံဘောအပန္တရာဆိုပန္တရာဆိုတာဖြူတာအပန္တရာဆိုမဖြူဘူးဆိုအမဲကိုပြောမဲတယ်မဖြူဘူးအန္ဓုတံဘောဆိုတာဥကမွေးတဲ့အကောင်အဲ့တော့ဥကမွေးပြီးမဖြူတဲ့အကောင်ဆိုတော့ကြီးကန်းပေါ့နော်ကြီးပေါ့အဲ့ဒီကြီးငှက်တွေဟာသုတ်တံမှာနေလေးရှိကြတယ်ရှေးခေတ်ကလူတွေအလောင်းတွေဒီတိုင်းပစ်ထားတဲ့အခါမှာပုတ်ပွားလာတဲ့အခါမှာကြီးတို့လင်းနာတို့ကစားကြတာကိုအဲ့ဒါကြောင့်မို့လို့အဲ့ဒီသူစိမ့်ပြေရာသုတ်တံလို့ခေါ်တယ်သူစိမ့်ပြေရာသုတ်တံဆိုတာအလောင်းကိုမြုပ်နိုင်ခြင်းမလုပ်ဘဲနဲ့ဒီတိုင်းချတာပုတ်ပွားပြီဆိုလို့ရှိရင်လင်းနာတွေငှက်တွေချီကန်းတွေတောခွေးတွေအဲ့ဒါတွေကလာပြီးတော့စားကြလူရဲ့စားတော့ကြတာအဲ့ဒါလည်းလူရဲ့ပြီးတော့စားတော့နေတာတရားဝါတွေကလူရဲ့စားတော့တဲ့အနေအထားမျိုးဖြစ်လို့